ရဲ့အစမှာတော့မျိုးပြညာခြင်းရဲ့အချိန်တစ်ခုနဲ့စတင်ထားပါတယ်။တာမီနှစ်ယောက်မှာလမ်းလျှောက်လာရင်ညစာဘာစားရမလဲဆိုတာပျော်ပျော်ရွှင်ရွှင်တိုင်ပင်နေကြတော့ရုတ်တရက်မြေကြီးတွေကတုံခါလာပြီးခေါင်းသုံးလုံးပါတဲ့မိစ္ဆာကြီးတစ်ကောင်ပေါ်လာခဲ့ပါတယ်။ဒီမိစ္ဆာကြီးကတော့လမ်းမှာရှိသမျှအရာအလုံးဖြစ်စည်းပြတာကြောင့်လူအလုံးထွက်ပြေးနေရပါတယ်။အဲ့ဒီချိန်မှာကောင်လေးကချော်လဲသွားပြီးမိစ္ဆာကြီးရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။မိစ္ဆာကြီးကကောင်လေးကိုစားဖို့ပြင်နေတဲ့အချိန်မှာဂင်ကြီးလို့ခေါ်တဲ့ရပ်ဖကြီးတစ်ကောင်ရုတ်တရက်ရောက်လာပြီးကောင်လေးကိုကယ်လိုက်ပါတယ်။မိစ္ဆာကြီးကကောင်လေးကိုပြန်ပေးဖို့ချက်ဖကြီးကိုမိတ်ပေးပြီးမဲ့ကင်ချီကတော့ညင်းလိုက်ပါတယ်ပြီးတော့သူ့ခန္ဓာကိုယ်ကနေလင်းနှဲတွေထွက်ပေါ်လာပြီးမိစ္ဆာကြီးကိုတက်ခတ်ဖို့အရှိန်နဲ့ပြေးထွက်သွားပါတော့တယ်လွန်ခဲ့တဲ့တနေ့ကဂင်ဂျီဟာကျမလေးတစ်ကောင်နဲ့အတူရှိနေခဲ့ပေမဲ့နောက်တစ်နေ့မနေ့ရောက်တော့သူထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ကျမလေးကသူ့ကိုမသွားဖို့တားပြီးမဲ့ဂင်ဂျီကငါတနေရာထဲမှာကြားကြည့်နေလို့မရဘူးလှည့်လည်သွားလာဖို့မွေးဝါးလာတာလို့ပြောပြီးထွက်သွားခဲ့ပါတယ်လက်မလည်းသူကရမ်းတော်တဲ့တက်ခတ်ရည်စွမ်းရည်ရှိတာကိုတွေ့ရပါတယ်ဥပမာလေထဲမှာပြန်နေတဲ့အင်းဆက်ဘိုးကောင်ကိုခဲနဲ့ပစ်ချပြီးစားပြစ်တာမျိုးပေါ့တနေ့မှာဂင်ဂျီယာပန်းရည်တွေကရေပန်းမှာရေတောက်နေတော့မင်းကလေးနှစ်ယောက်ကသူ့ကိုတွေ့သွားပါတယ်ဂင်ဂျီယာကလေးတွေကိုတိတ်မကြည့်လာပါဘူးအဲ့ဒီချိန်မှာမင်းကလေးတစ်ယောက်ကသူ့ကိုကြွကြော်ကျွေးဖို့လုံနေရကြောင်းဂင်ဂျီတစ်ယောက်ဒီကလေးမှယူနေတာလားလို့တွေးမိသွားပါတယ်အဲ့ဒီနောက်လူစိုးကောင်လေးတစ်ယောက်ကသူ့ကိုဖမ်းပြီးဒီချက်ကိုငါတို့ကြောင့်ကျွေးရအောင်လို့ပြောတာကြောင့်ဂင်ဂျီခမရလန့်ပြီးထွက်ပြေးနေရပြန်ပါတယ်ဂင်ဂျီယာထွက်ပြေးနေရင်အိမ်တိန်ရောက်သွားပြီးအဖိုးကိုတစ်ယောက်နဲ့ဆုံပါတယ်သူ့နောက်ကလိုက်လာတဲ့ကောင်လေးတွေကဒီချက်ကကျွန်တော်တို့ဟာလို့ပြောပြီးမှအဖိုးကဂင်ကြီးကိုကာဝယ်ပေးနေတဲ့အနေနဲ့ဒီချက်ကငါးစီမှာနေနေတာကြာပြီလို့လိန်ပြောပေးလိုက်ပါတယ်အဖိုးကြောင့်ဂင်ကြီးဟာဘေးကင်းသွားခဲ့ပါတယ်ဂင်ကြီးခရီးဆက်ဖို့ပြင်ဆင်နေတော့မှပဲအဖိုးတယောက်ကသူ့ကိုအစာကျွေးပြီးအခန့်ပါတယ်ဂင်ကြီးကအစားဆိုင်ရဲ့အဖိုးရဲ့မျက်နှာမှာစိတ်မကောင်းဖြစ်နေတာကိုတတိထားမိသွားပါတယ်အဖိုးကသူ့ဇနီးဖြစ်သူဟာအရင်ကစာကလေးတွေကိုအမြဲစာကျွေးလို့ရှိတာကြောင့်အခုတော့သူမရှိလို့လမ်းစွန့်နေရကြောင်းပြောပြပါတယ်ဒါကိုဂင်ကြီးကနားလေကိုချင်းစာမိသွားပြီးသူ့ရဲ့အတိတ်ကနိုင်ချင်းစရာဖြစ်ရဲ့တစ်ခုကိုပြန်တတိယသွားပါတယ်လွန်ခဲ့တဲ့အချိန်ကဂင်ကြီးရဲ့နေအိမ်မှာမိစ္ဆာတကောင်ဝင်ရောက်တက်ခိုက်ခဲ့ပြီးသူ့ရဲ့ချစ်လာတော့ညီမလေးကိုရှေ့မှတင်စပွဲပေါ်မှာစားတော့ခဲ့ပါတယ်ညီမလေးကသူ့ကိုကယ်ပါအောင်လို့ငိုရိုးအုပ်ခဲ့ပြီးမဲ့ဂင်ကြီးဟာထိုးအချိန်မှာဘာမှမတတ်နိုင်ခဲ့ပါဘူးရုတ်တရက်ဆိုသလိုမျိုးထဲမှာပေါက်ခွဲတန်ကြီးတစ်ခုထွက်ပေါ်လာပြီးလူတွေကအော်ဟစ်ပြေးလွှဲနေကြပါတယ်အဲ့ဒီအချိန်မှာကြီးမားလာတဲ့မိစ္ဆာဘလူးကြီးတစ်ကောင်ဟာမြို့ကိုဖျက်ဆီးနေတာကိုတွေ့လိုက်ရပါတယ်ဂင်ကြီးကိုအရင်ကနိုင်ငင်ခဲ့တဲ့ကလေးနှစ်ယောက်တည်းကတယောက်ကဘလူးကြီးစီကနေထွက်ပြေးချော်လဲကျသွားပါတယ်အဖိုးကကလေးကိုကနေမှုအတွက်သူ့ကိုယ်သူမိစ္ဆာလက်ထဲကနေကာဝယ်ဖို့ကြိုးစားခဲ့ပါတယ်မိစ္ဆာကသူတို့ကိုတက်ဖို့ပြင်နေတော့မှပဲဂင်ဂျီယာလဲရတစ်ပြက်နဲ့ရောက်လာပြီးသူ့ကိုကယ်တင်ပေးလိုက်ပါတယ်ဂင်ဂျီယာသူ့ညီမလေးကိုတက်ခဲ့တဲ့မိစ္ဆာတွေအပေါ်ဒေါသထွက်ပြီးတိုက်ခတ်ဖို့ပြင်ဆင်လိုက်ပါတယ်မိစ္ဆာကားတွေကိုဂင်ဂျီစီကိုပြစ်ပေါက်ပြီးတိုက်ခတ်ပြီးမဲ့ဂင်ဂျီယာလိမ့်မြဲစွာရှောင်တိန်ခဲ့ပါတယ်ဂင်ဂျီယာမိစ္ဆာရဲ့ခေါင်းပေါ်ထိခုန်တက်ပြီးမျိုးလုံးကိုထိုးစစ်ကအထိနာအောင်လုပ်ခဲ့ပါတယ်နောက်ဆုံးမှတော့ဂင်ဂျီယာသူ့ရဲ့စွမ်းထက်ဆုံးဟင်းအောင်တန်နဲ့ဟင်းအောင်လိုက်ပါတယ်ထိုအတန်ဟာအလွန်ပြင်းထန်လွန်းလို့နီးနားအမှန်တွေအားလုံးကွဲအပ်ပြီးမိစ္ဆာဘလူးကြီးရဲ့ကိုယ်ထဲတွေကလည်းအပိုင်းပြက်ပြက်ဖြစ်သွားပါတယ်